ညံလေးကတော့အရန်တော်ပါတယ်ရှင်ညံခက်ခဲတဲ့တိုင်တွေကိုလွယ်လွယ်ကူကူဖြတ်တန်းသွားပါတယ်ရှင်ညံမဟုတ်တာဘယ်လိုလဲသူရိန်စောဟုတ်လားတော်ပါတယ်ရှင်အခက်အခဲမရှိဖြတ်တန်းသွားနိုင်ပါတယ်ရှင်အခုသမီးလေးကလည်းကြာနာနာဖြတ်တန်းသွားပါတယ်တိတ်ခဲဂယူးဆိုင်သမီးလေး slow down ဖြစ်သမီးလေးကကြိုးမပါတဲ့အတွက်ကြောင့်ဆရာမကဂယူးဆိုင်ပေးနေပါတယ်ရှင်ဒါလေးတွေကတိုင်ရနေသွားရတာဖြစ်ပါတယ်သားလေးညီမလေးကိုဂယူးဆိုင်လိုက်ပါကြိုးမပါဘူးကြိုးတက်ပါတော့မယ်ရှင်အနေရမရှိဘူးသမီးကျိုးလဲတက်ထားပြီခလေးကဖြောင်းသွားပါတယ်ဖြောင်းမတ်နဲ့တခါတတိရှိသွားပါတယ်ရှင်ဒါလေးခဏနောက်ဆုတ်ပေးလိုက်ညီမလေးလာပြီတငယ်ချင်းလာပြီโอเคခြေလန်းတွေကအရန်ကိုတက်ကြွနေပါတယ်ရှင်